ပေါင်းနဲ့ပြည်စုံကြပါစေရှင်။ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ဘိုင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်စာရင်ပေါ့နော်။စာရင်နဲ့ပတ်သက်ပြီးတော့လေချိုးလေအောင်ရင်ပြေးရင်ကဲပြဿနာတွေရဲ့အကြောင်းရင်းနဲ့ဆောင်ရန်ရှောင်ရန်နဲ့တကွဒီရဲ့လက်ရှိဘဝမှာတွေ့ကြုံခဲ့တဲ့လူနာတယောက်အကြောင်းကိုဒီမျှဝေပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရရှင်။ဘိုင်းအောင်အစာမချေရင်ပြည့်ရင်ကဲပြုတ်အံပြီးတော့နည်းနည်းလေးစားလိုက်တာနဲ့ဘိုက်ပြေသွားပြီးတော့အီလလေးဖြစ်နေတာဘာကြောင့်လဲချစ်မိတ်ဆွေတို့ကြားဖို့ကြမှာပါအစာကိုစားတတ်ရင်ဆေးဖြစ်တယ်လို့မစားတတ်ရင်အစိတ်တနေ့တာမှာကိုစားလိုက်တဲ့အစာတွေကဘာလဲဘိုင်းအောင်ဘိုင်းနာရင်ပြည့်ရင်ကဲဒီလိုလက္ခဏာကြီးပြနေပြီဆိုရင်ကိုပြန်မေးတင်ပါရှင်ဒီပထမပြောသွားတဲ့လက္ခဏာပေါ့နော်။ဆိုင်နဲ့ပတ်သက်ပြီးတော့လက္ခဏာတွေကိုရေဘူးအပြင် medical term အရ gastritis လို့ခေါ်ပါတယ်ရှင်။ဒီ gastritis ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျမတို့တဘာဝလျောက်ရှိထားတဲ့အဆိုင်မှာရှိတဲ့ acid တွေပြိုလဲသွားတဲ့အခါမှာတိုက်ခန်းအားစနစ်ပျက်စီးသွားတဲ့အခါမှာဒီရောင်ရမ်းခြင်းဆိုတဲ့ကျမတို့ stomach lining လေးမှာရှိရပေါ့နော်။အမီးပါးလေးမှာရှိရအင်္ဂလိပ်လို့ဆိုရင် mucosa ပေါ့နော်။အဲ့ဒါလေးတွေပျက်စီးသွားတဲ့အခါမှာရောင်ရမ်းခြင်းဆိုတဲ့စပြီးတော့ကျမတို့ stomach symptom ဒီပထမပြောသွားတဲ့လက္ခဏာတွေဖြစ်တာပါတယ်ရှင်။နောက်ထပ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ပထမတစ်ချက် H. pylori ဆိုတဲ့ bacteria ကဒီအစာအိမ်ထဲမှာရှိနေတဲ့အတွက်ကြောင့်ဖြစ်တတ်ပါတယ်။ဒုတိယတစ်ချက်ကကြတော့အလုံးအကျွံအရက်တောက်တဲ့အတွက်ကြောင့်ဖြစ်တတ်ပါတယ်။တတိယတစ်ချက်ကကြတော့ကက်ခဲပြောက်ဆေးတွေကိုရေရှည်တောက်တုံးတဲ့သူတွေမှာဖြစ်တာတွေ့ရပါတယ်။နောက်တစ်ချက်ကကြတော့စိတ်ဖိစီးမှုတွေများတဲ့အခါမှာလည်းဖြစ်တာတွေ့ရပါတယ်။နောက်ဆုံးတစ်ချက်ကကြတော့ခွဲစိတ်ကူတာမှုခံယူတဲ့သူတွေမှာဒီလိုလက္ခဏာတွေဖြစ်တာလည်းတွေ့ရပါတယ်။ဒီလိုလက္ခဏာတွေမကြာခဏဖြစ်နေပြီဆိုလို့ရှိရင်ဒီအစားအစာတွေ high acidic food တွေကိုရှောင်သင့်ပါတယ်ရှင်။ဒီမှာကျွန်မတစ်ခုချင်းစီကို list နဲ့ရေးပြထားရပါတယ်။ဒီတစ်ပြင် spicy food, caffeine များတဲ့ food, အဆီတွေများတဲ့ food တွေကိုရှောင်သင့်ပါတယ်ရှင်။ဒါဆိုရင်ဘာစားစာတွေစားသင့်လဲ။အဆီနဲ့စားစာတွေစားသင့်တယ်။ဒီတစ်ပြင် lean protein, ကြက်ရင်ပုံသား steamed fish အခု slide မှာဖော်ပြထားတဲ့ဟာလေးတွေစားသင့်ပါတယ်။အစာချေလွယ်တဲ့အစားအစာတွေစားသင့်ပါတယ်ရှင်။ကိုမလိုချင်တဲ့စာရင်လက္ခဏာတွေမဖြစ်ဖို့အတွက်အစာကိုနည်းနည်းအချိန်ခဏစားသင့်ပါတယ်။တခါလေးစားမယ်စားဒီနေ့ကိုအစာ small meal ပေါ့နော်ဒီနေ့ကို9ချိန်6ချိန်အစာနည်းနည်းစားသင့်ပါတယ်အိတ်ခမ်းဒီအနည်းဆုံး2နာရီ3နာရီအစာမစားသင့်ပါဘူးအစာကိုစားတဲ့အခါမှာလည်းချေညက်အောင်ဝါစားသင့်ပါတယ်ကျမတို့ရဲ့အစာအိမ်မှာ good bacteria bad bacteria ဆိုတဲ့ကောင်းတဲ့ပိုးလေးတွေမကောင်းတဲ့ပိုးလေးတွေအစာရင်ကိုအချိုးပြုတဲ့ပိုးလေးတွေအစာရင်ကိုအချိုးဆိုးစေတဲ့ပိုးလေးတွေရှိပါတယ်ဒီအစာရင်ကိုအချိုးပြုတဲ့ပိုးလေးတွေများဖို့အတွက်ကျမတို့တွေကအစာအိမ်ကိုအချိုးပြုတဲ့ prebiotic probiotic ဆိုတဲ့ကျွယ်ဝတဲ့အစာအစာတွေစားသင့်ပါတယ် probiotic ကောင်းတဲ့ bacteria လေးတွေများတဲ့အစာအစာတွေကျွယ်ဝတဲ့အစာအစာတွေဥပမာပြောရမယ်ဆိုလို့ရှိရင် yogurt, kefir, kimchi, miso တမ်ပါကတော့အင်ဒိုနီးရှားအစာအစာပေါ့နော်ပြီးတော့ kombucha tea တို့ဖြစ်ပါတယ်probiotic အပြင် prebiotic ကျွေးသွားတဲ့အစားအစာတွေကတော့ကျမတို့နေစဉ် kitchen ထဲမှာရှိတဲ့ချတွန်ပြူချတွန်နီငပြောသီးအုတ်ဂျုံ apple flaxseed တို့ဖြစ်ပါတယ်အချက်အများကြီးရမှာသတိပြုရမယ့်အချက်ကပါလဲဆိုရင်ဝမ်းမဲ့သွားတဲ့အခါဒါမှမဟုတ်ရင်နှစ်ရှည်လာများအစာအိမ်ဝေဒနာကိုခံစားနေရပြီဆိုလို့ရှိရင် GI ဆရာဝန်ပေါ့နော်အစာအိမ်ဆရာဝန်စီတွားပြီးတော့ဆွေးနွေးတိုင်ပင်သင့်ပါတယ်ဒီလိုဝေဒနာတွေခံစားနေရပြီဆိုရင်ယောဂရှာဖွေဖို့အတွက်အရေးကြီးပါတယ်ယောဂရှာဖွေဖို့အတွက်ဆရာဝန်က upper GI endoscopy colonoscopy တို့နဲ့မှန်မြောင်းနဲ့ကြည့်ရှုမှာဖြစ်ပါတယ်ကျမရဲ့ personal အတွေ့အကြုံရဒီကျမစီကိုလာတဲ့လူနာတယောက်ပေါ့နော်သူကဘိုက်အောင်ပြီးတော့ကြောက်ကက်လာစီးပါတယ်သူဘိုက်အောင်ပြီးတော့ကြောက်ကက်လာစီးတဲ့အခါမှာသူ့ကိုကျမကသူကဟိုပထမနေ့တုန်းကလည်းသူအောင့်တယ်လို့ပြောပါတယ်သူအမြဲတမ်းပေါ့နော်antacid ဆိုတဲ့ tense ပေါ့နော်acid ကို block လုပ်တဲ့ tense အလုံးလေးတွေဝါစားလို့ရတဲ့ဟာလေးတွေသူ့
တိုက်ပြီးတော့ကြောက်ကစီကိုင်းပါတယ်ဒါပေမဲ့နှစ်ရှည်လာများပေါ့နော်သူကလာတိုင်းသူကတောက်နေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ကို GI ဆရာဝန်နဲ့ appointment လုပ်ဖို့အတွက်ကြံပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒီ US မှာကျတော့ insurance network တွေမှာရှိတဲ့ဆရာဝန်တွေပေါ့နော်အရန် busy ဖြစ်တဲ့အထူးသဖြင့်နာမည်ကြီးရဲ့ဆရာဝန်တွေပေါ့နော် busy ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ appointment ကနောက်လာနေမှရမယ်ဆိုပြီးတော့သူပြောပါတယ်ဒါပေမဲ့ကျမတို့ကိုကြိုတင်ပြောခဲ့ပါတယ်တကယ်လို့တစ်ခုခုနေမကောင်းဆိုလို့ရှိရင် emergency room ကိုသွားပါပေါ့နော်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါပေမဲ့နောက်နေ့လဲကြာတော့သူကကြောက်ကလာမစီးပါဘူးသူ့ကိုဖုန်းဆက်ကြည့်ရောသူကဆုံးပါသွားပြီလို့သိရပါတယ်ကျမတော်တော်စိတ်မကောင်းပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ US ဆိုတဲ့ဒီခင်မီရဲ့နိုင်ငံမှာပေါ့နော်ဒီလိုမျိုးဆရာဝန်ရဲ့ appointment ကပေါ့နော်တစ်လနှစ်လကျော်လောက်စောင့်ရတယ်ဒီလူနာကိုချက်ချင်းဆရာဝန်က appointment ရမယ်ဆိုရင်ဒီလူနာသိမှာမဟုတ်ပါဘူးဒါပေမဲ့ဒီ appointment ကဒီ GI ဆရာဝန်ဆိုင်ဆရာဝန်နဲ့တွေ့ဖို့အတွက် appointment က2လ3လစောင့်ရတဲ့အတွက်ကြောင့်မို့လို့လူနာကသူ့ရဲ့ယောဂဘာဖြစ်လဲဆိုတာမသိလိုက်ရဘူး emergency room ကိုသွားတဲ့အခါမှာအရန်နောက်ကျသွားပြီပြီးတော့သူ့ရဲ့ယောဂအခြေခံကလည်းသူကမကြသေးခင်ကမှခွဲစိတ်ခံထားရတာ gallbladder ထုတ်ထားရတာပြီးတော့ကြောက်ကက်ယောဂလည်းရှိရဆိုတော့လေဝေဒနာတွေပေါင်းဆက်ပြီးတော့သူ့ကိုချက်ချင်းဆရာဝန်ဆိုင်ဆရာဝန်နဲ့မသွားပြလိုက်ရဘူး emergency room ရောက်တဲ့အခါမှာအရန်နောက်ကျသွားတယ်ပေါ့နော်သူအသက်ဆုံးရှုံးသွားတယ်ကျမလူနာဆရာရတဲ့သင်ခန်းစာကဘာတွေလဲဆိုလို့ရှိရင်ကျမတို့တွေအထူးသဖြင့်အစာအိမ်လက္ခဏာရှိတဲ့ကျမတို့တွေဘာတွေလုပ်တင်လဲဆိုလို့ရှိရင်တစ်နှစ်တစ်ခါမမှန်ယောဂရှာဖွေတဲ့မှန်ပြောင်းတဲ့အစာအိမ်ကိုကြည့်တင်ပါတယ်အထူးသဖြင့် endoscopy colonoscopy ဒါအပြင်စားတဲ့အခါမှာအချိန်မှန်စားတင်ပါတယ်မမှန်နဲ့ဖြည်းဖြည်းနဲ့ကြည်ညက်အောင်ဝါစားတင်ပါတယ်ပြီးတော့ supplement တွေအနေနဲ့ prebiotic probiotic တွေကိုရွေးပြီးတော့ကျန်းမာတဲ့အစာတွေကိုစားသုံးတင်ပါတယ်ကျွန်မပထမပြောသွားတဲ့အရာတွေကအများကြီးပဲဆိုတော့မမှတ်မိလို့ရှိရင် list တွေနဲ့ချထားပြီးပါတယ်အဲ့ဒါတွေကိုတိကျကြည့်စိုက်ပြီးတော့စားသုံးပြီးပါလို့ကျွန်မဗီဒီယိုကြည့်ရဲ့ချင်းမိတ်ဆွေအပေါင်းအားလုံးကျမချမ်းသာကြပါစေအားလုံးနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါသေးတယ်အားလုံး see you